သူမမှာမွေးကင်းစကလေးငယ်လေးတစ်ကောင်ရှိပါတယ်။သူမရဲ့အာယုံဆိုင်မှုအားလုံးကကလေးစီမှာပဲရှိနေတယ်။ကလေးကိုနှွေးထွေးပြီး၆တွေ့နေအောင်ထားရမှာဖြစ်လို့သူမဟာတစ်ချိန်ကိုနိုင်ပေါင်းများစွာအချိန်ပေးပြီးပြုစုစောင့်ရှောက်နေရတယ်။သူမဟာကလေးရဲ့အမွေးတွေကြားထဲကိုတောင်လင်းမှုပေးနေသေးတယ်။အမွေးတွေပိုဖွာလေးလေးကလေးပိုနှွေးလေးလေးပါပဲကလေးကိုပြုစုစောင့်ရှောက်နေရတာကြောင့်သူမဟာပုံမှန်စားနေကြထက်နှစ်ဆပိုပြီးစားတော့ရပါတယ်။မကြခင်မှာပဲသူမဟာအစာရှာထွက်ဖို့အတွက်ကလေးကိုရေထဲမှာထားခဲ့ရတော့မှာပါဒါပေမဲ့ပြဿနာကကလေးကရေမကူးတတ်သေးပါဘူးအားလုံးကတော့စီးနှင်းတွေကိုဖယ်ရှားပစ်ဖို့စိတ်မရှိဖြစ်နေကြတယ်ရာသီဥတုပူနွေးလာဖို့လမ်းစာမရှိဘူးလို့ထင်ရတဲ့အချိန်မှာပဲအမေဖြစ်သူကသူ့ရဲ့ကြီးထွားလာတဲ့သားငယ်လေးကိုရေပြင်ကျဲစီခေါ်သွားပါတယ်သူတို့အတွက်အံ့ဩစရာတစ်ခုရှိနေပါတယ်ရုတ်တရက်ဆိုသလိုပဲသားငယ်လေးဟာလုံးဝလွတ်လပ်သွားခဲ့ပေမဲ့သူဘယ်မှသွားလို့မရပါဘူးသူ့မိကသူ့မွေးတွေကိုအများကြီးဖွာနေအောင်လုပ်ပေးထားလိုက်တဲ့အတွက်သူဟာရင်းနစ်တော့မှမဟုတ်ပါဘူးသူဘာမှတိတ်မလုံနိုင်ပဲစက်ဝိုင်းပုံစံပဲလှည့်ပတ်နေနိုင်ပါတော့တယ်အမေဖြစ်သူကအစာဝါစားပြီးတဲ့အခါမှပဲကလေးကိုပြန်ခေါ်ပြီးနှုတ်တိုက်နိုင်မှာပါဒီလိုမျိုးနဲ့ပဲလာမယ့်6လလောက်အထိသူမကကလေးကိုဂရုစိုက်သွားမှာဖြစ်ပါတယ်